သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တရညလဆန်း14ရက်2010ခုနှစ်အောက်တိုဘာလ22ရက်တောက်ကြနေ့မုံရွာမြို့အောင်မင်္ဂလာရပ်သုဒ္ဓရမကျောင်းတိုက်ပရဏနာယကဆရာတော်ဘုရားကြီး၏သက်တော်90ပြည့်နဝရယတုဝိသဒမင်္ဂလာအကျိုးဓမ္မသဘင်အခမ်းအနားဝယ်မုံရွာမြို့အောင်မင်္ဂလာရပ်မြိုင်ဝေစာလန်းနေဥတ္တတုတော်ဝဝသောကိုမောင်မြင့်မအေးမြင့်သမီးမာယုမွန်တတာမောင်ထက်ပိုင်လင်းရွှေနှင်းစီရဏရွှေဆိုင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကောင်းကျိုးပြည့်ဝမြတ်တိလအကြောင်းတရားဒေသနာတော်ဒီကနေ့ညတော်တွင်ခန္ဓာကိုရှိဘုရားသခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကိုအာယုံပြုပါတိကျဖွယ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတောကရာမိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြတ်စွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသဖြင့်နာထအမြင်ညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိမိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ပါအတိတောကရာနိယောသာတဲ့ခြင်းและအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနေစမြင်းကြီးဟုကျက်တိထဘွယ်50အစုအလုံးခဲရင်သောမူရောကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းသို့ကတောဘဝဒါနံကျိတ်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတဝါများယဝေတာရတုတနာချေခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထအမြင်ညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၏ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကောင်းကျိုးပြည့်ဝမြတ်တိလကောင်းကျိုးချမ်းသာတွေကိုပြည့်ပြည့်ဝဝသက်ဆောင်ပေးနိုင်တာတော့ကိုကျင့်သီလပဲဖြစ်တယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာနာစေတနာကရဏီယဆိုတဲ့သုတ်တန်တစ်ခုရှိတယ်အဲဒီသုတ်တန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကကိုကျင့်သီလပြည့်ဝလာပြီဆိုရင်ကောင်းကျိုးချမ်းသာတွေပြည့်ပြည့်စုံစုံဘယ်လိုရနိုင်တယ်ဆိုတာကိုရှင်းလင်းဟောကြားထားတာဖြစ်တယ်သီလဆိုတာအလုံးသိကြတဲ့အတိုင်းသာသနာတော်မြတ်ရဲ့အခြေခံမူလဗုဒ္ဓအစပထမလည်းဖြစ်တယ်သ
တီလံသာသနာတအာတိတဲ့မြတ်စွာဘုရားသာသနာတော်မှာအလုပ်တစ်ခုကိုစမယ်ဆိုရင်ဘာကစလဲတီလကစတီလဟာအလွန်အရေးပါတယ်ဒီလိုဆိုလို့လားကိုချင်းတီလဟာဗဒမရေးပါတယ်အဲ့လိုရေးပါတယ်ဆိုတဲ့တီလရဲ့အဓိပ္ပာယ်ကိုခြားခြားနာနာသိဖို့လိုအပ်တယ်တီလဆိုတဲ့စကားလုံးဟာဗမာလူမျိုးတွေရဲ့နှုတ်ထဲမှာလူတိုင်းခေါ်သုံးစွဲနေကြတော့လည်းပဲစကားလုံးရဲ့အနှစ်သာရရဲ့အဓိပ္ပာယ်ကိုသိထားဖို့လိုအပ်တယ်စကားလုံးရဲ့အဓိပ္ပာယ်ရဲ့အနှစ်ကိုလူတိုင်းသိချင်မှသိမယ်သို့တော့သီလဆိုတာကိုတော့လူတိုင်းကြားဖို့နေကြတယ်ကောင်းပြီသီလရဲ့အဓိပ္ပာယ်ကဘာလဲသီလဆိုတဲ့အရာမှာအဓိပ္ပာယ်နှစ်ခုယူထားနံပါတ်1အဓိပ္ပာယ်ကသီလနံသမာဒါနံဆိုတဲ့ဖွင့်ဆိုချက်အတိုင်းသီလဆိုတာကောင်းစွာထားခြင်းဘာတွေကိုကောင်းစွာထားတယ်လို့ဆိုရင်အပြောဆိုနဲ့ပတ်သက်ပြီးတော့အပြစ်ကင်းအောင်ထားတာကိုကောင်းစွာထားတယ်လို့ပြောတယ်ကိုယ်ဒီလေရောက်ပြုလုပ်မှုနဲ့ပတ်သက်လာလို့ရှိရင်လည်းအပြစ်ကင်းအောင်ပြုလုပ်တတ်ဖို့ကောင်းစွာထားတာဒီလားဆိုလိုတာကနှုတ်ကိုစီကံထားတယ်ကိုယ့်ရဲ့လှုပ်ဆောင်မှုကိုစီကံထားတယ်ဒါဟာသီလစီကံချက်တစ်ခုထားအဲ့တော့ဘုန်းကြီးတို့တွေလူတိုင်းပါဇက်ပါနေတော့ပါဇက်ဆိုတာဘာလို့ဖို့လဲလို့မေးလို့ရှင်စကားပြောဖို့နဲ့ထမင်းစားဖို့ဟုတ်တယ်မဟုတ်လားစကားပြောဖို့နဲ့ထမင်းစားဖို့ဒါမှမုခန္ဓာမကထလတ်ထာယပုံစနထာယသကတံဆိုတဲ့စကားလုံးလေးရှိတယ်ပါဇက်ဆိုတာတဲ့စကားပြောဖို့နဲ့ထမင်းစားဖို့ထားကဲဟုတ်ပြီစားဖို့ဆိုတာတော့အသက်ရှည်ဖို့အတွက်စားကြရမှာပဲသို့သောစကားပြောဖို့ဆိုတဲ့နေရာမှာကိုပြောချင်တာတွေပြောလို့ရတယ်စကားပြောတဲ့နေရာမှာတော့စီကံချက်ထားလိမ့်မယ်စားတဲ့နေရာတောင်မှပဲစီကံချက်ရှိရတယ်ဘာဖြစ်လို့စီကံချက်ထားလို့မတည့်တာစားရင်ဒုက္ခရောက်မှာပေါ့ကျမရဲ့အတွက်ထိခိုက်စေတတ်မဲ့အစားအစာတွေကိုစားမယ်ဆိုလို့ရှိရင်ဒုက္ခရောက်မှာပေါ့ဒါကြောင့်မို့အစားအသောက်နဲ့ပတ်သက်လည်းပဲစီကံချက်ဆိုတာရှိရတာပေါ့ဒါကကျမရဲ့စကားပြောဖို့ဆိုတာကြတော့တကယ်ကိုစီကံအရေးကြီးတယ်အဲ့ဒီစီကံချက်နဲ့အညီစကားပြောတတ်တယ်နှုတ်ရဲ့စီကံကိုတိလည်းရောက်ဆောင်ရွက်မှုကိုမှုရဲ့စီကံနှုတ်မှုရဲ့စီကံအဲ့ဒီလိုစီကံတစ်ခုအကန့်အသတ်ထားတာနှုတ်ကိုကောင်းစွာထားတာကိုအပြုအမူကိုကောင်းစွာထားဒီနှမျိုးကိုသီလလို့ခေါ်တယ်အဲ့တော့စကားပြောပြီးဆိုလို့ရှိရင်ဘယ်လိုစီကံတွေထားရမလဲသီလနဲ့ပြည့်စုံအောင်သီလဆိုတာဘာလဲစကားပြောပြီးဆိုလို့ရှိရင်လိမ့်မပြောနဲ့မှန်တာပဲပြောလိမ့်မပြောတာဟာစီကံတစ်ခုပဲပေါ့ဟုတ်ကဲ့လားလူတွေကအများဟာလိမ့်ပြောတာလားမှန်တာပြောတာလားလိမ့်ပြောတာတွေကများတယ်အဲ့တော့နှုတ်စီကံပြတ်နေတယ်လို့ခေါ်တာပေါ့နော်အဲ့တော့နှုတ်ကိုစီကံချက်ထားလိုက်လိမ့်မပြောဘူးလိမ့်ပြောခြင်းမှရှောင်ခြင်းနဲ့မှန်တဲ့စကားကိုပဲပြောမယ်ဟောဒါနှုတ်ရဲ့စီကံတစ်ခုပဲအဲ့ဒါကိုပဲသီလလို့ခေါ်တာပဲအေးလိမ့်မပြောဘူးလိမ့်ပြောခြင်းကရှောင်ခြင်းနဲ့မှန်တာကိုပဲပြောမယ်ကြည့်လိမ့်ပြောမယ်ဆိုရင်ဘာဖြစ်လို့လိမ့်မပြောရတာလဲလိမ့်ပြောမယ်ဆိုလို့ရှိရင်
ထိုလိမ်နေမှုအတိုင်းအတာကိုကြည့်ပြီးတော့တစ်ဖက်သားမှာအကျိုးစီးပွားတွေပြပြသွားတယ်ကိုယ့်ရဲ့ကိုယ်သိက္ခာလည်းပျက်စီးနိုင်တယ်ပေါ့ကိုယ့်ရဲ့ကိုယ်သိက္ခာပျက်စီးတယ်ဆိုတော့ဘယ်လိုတော့ဟောဒီလူကအများအားလိမ်နေတာပဲသူစကားယုံစရာမရှိဘူးဆိုတာဒါကိုယ်သိက္ခာကျဆင်းသွားတယ်ပေါ့နော်ဟောသူတော်ဘာအကျိုးစီးပွားပြပြသွားတယ်ဆိုတာမိမိကမဟုတ်တမ်းတရားလိမ်ပြီးပြောကြားလိုက်တဲ့တော့မဟုတ်ယုံကျင်ကနာသွားပြီးတော့တစ်ဖက်သားဒုက္ခရောက်အောင်လိမ်နေပြီးတော့ထွက်ဆိုလိုက်တဲ့ဆိုဘုတစ်ဖက်သားကဒုက္ခရောက်မသွားအဲ့ဒီလိုတစ်ဖက်သားဒုက္ခရောက်သွားတာမဟုတ်တယ်ဟုတ်ဟုတ်လို့ပြီးတော့ပြောပြီးဆိုတာဒါလိမ်နာတော့ခေါ်တယ်ပေါ့မှန်ပါပါအဲ့ဒါဟာနှုတ်ရဲ့စီကံပြတ်သွားတာသီလဆိုတာလိမ်လေပြီးတော့မပြောရဘူးမနာကိုပဲပြောရတယ်ဒါနှုတ်ကိုစီကံထားလိုက်တာဟုတ်ကဲ့မှန်ပါဗျာနှုတ်ကိုစီကံထားတဲ့နေရာမှာအမတန်အတူယူစရာကောင်းတယ်ကိုယ့်ကိုယ်စိတ်ထဲမှာဆောက်တည်ထားလိုက်စကားပြောပြီးဆိုလို့ရှိရင်မနာကိုပဲပြောမယ်မမှန်တာကိုမပြောဘူးဒါကိုจิตတိဟာမနာပြောပြီမဲ့လို့တခါတည်းရကြတော့ပြောတဲ့အချိန်မပြောတဲ့အချိန်ဆိုတာမရှိဘူးလားရှိပါရဲ့ဗျာအေးမပြောတဲ့အချိန်သွားပြောရင်မှန်တဲ့စကားပဲဖြစ်စီကောင်းကျိုးချမ်းသာမရနိုင်ဘူးဒါကြောင့်မို့လို့ပြောတဲ့အချိန်မှပဲပြောမယ်မပြောတဲ့အချိန်မပြောဘူးလို့စီကံချက်ထားနောက်တစ်ခါမှန်တာတော့ဟုတ်တယ်ပြောရဆိုတဲ့အပေါ်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတာရှိတယ်နုနုညံ့ညံ့ပြောတာရှိရင်ရင်ကြေးကြေးပြောတာရှိဘယ်ဟာအကောင်းအေးမှန်ပေမဲ့လို့ကျန်ကျန်ထန်ထန်ပြောရင်တစ်ဖက်သားကနားမခံနိုင်ဘူးဒါကြောင့်မို့လို့ကိုယ့်အကိုစီကံလုံးထားပြောပြီးဆိုရင်ရင်ကြေးကြေးတိမ်တိမ်မွေးမွေးပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးဟုတ်ကဲ့လားဟောနောက်တစ်ခုကမှန်တော့မှန်တယ်အကျိုးမရှိတဲ့စကားမရှိဘူးလားရှိပါပါဗျာအဲ့ဒါကြောင့်မလို့ရွေးလိုက်အောင်နဲ့ထပ်ပြီးတော့အကျိုးရှိတာပဲပြောမယ်အကျိုးမရှိတာကိုမပြောဘူးဟောလားနှုတ်ကိုစီကံချက်ထားတာပေါ့မှန်ပါပါကဲနောက်တစ်ခုစီကံချက်ထားเสียဘာရှိသေးလဲလို့ဆိုရင်ဒီစကားပြောတဲ့အခါတချို့ကဒေါနဲ့မောနဲ့ပြောတယ်တချို့ကတစ်ဖက်သားကောင်းကျိုးချမ်းသာတွေရပါစေလို့မေတ္တာစိတ်နဲ့ပြောမရှိဘူးလားရှိပါဗျာအေးအဲ့ဒါကိုကြည့်ပြီးတော့စကားပြောမယ်ဆိုလို့ရှိရင်မေတ္တာစိတ်နဲ့ပဲပြောမယ်ဒေါသနဲ့မပြောဘူးဘလောက်ကောင်းလဲနှုတ်နဲ့ပတ်သက်တဲ့စီကံချက်ဒါသီလလို့ခေါ်တာပဲမှန်ပါဗျာလူတော်ကဆက်ဆံရေးမှာဒီကိုချင်းတရားအမှန်တမ်းအရေးကြီးတယ်ဒါကိုနှုတ်ကိုစောင့်စည်းတယ်လို့ပြောကဲကောင်းပြီလိမ်မပြောဘူးမှန်တာပဲပြောတယ်နောက်တစ်ခုကဘာလဲဆိုရင်တယောက်နဲ့တယောက်မတက်အောင်ခုံမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်စိတ်ဆက်ပြီးတော့ညှိနှိုင်းပေးတယ်ဘယ်ဟာကောင်းလဲညီညွတ်အောင်စိတ်ဆက်ပြီးတော့ကောင်းတာပါဗျာအရက်ထဲမှာတယောက်နဲ့တယောက်မသိမတင်မဖြစ်စေရမသိမတင်ဖြစ်မဲ့အကြောင်းအရာတွေမပြောဟိုအိမ်လဲဒီအိမ်လဲပြီးဟိုအကြောင်းပြောဒီအကြောင်းပြောတယောက်နဲ့တယောက်မသိမတင်နေဖြစ်ကုန်အဲ့ဒါမျိုးမပြောဘဲနဲ့ရှောင်ကျဉ်တာဟာသီလပဲပဲကောင်းကျိုးပြီးဝလို့ဆိုတဲ့အတိုင်းပဲအဲ့ဒါလို့ရှောင်ပြီးဆိုရင်ဒီပုဂ္ဂိုလ်ချီးကျူးွယ်ပုဂ္ဂိုလ်ဖြစ်မသိမတင်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒုလူအထင်မလွဲကြနဲ့နော်ညီညီညွတ်ညွတ်နေကြတူသိခံကြလို့ဒီလိုပဲပြောပေးရစိတ်ဆက်ပေးရအရာထဲမှာတူနဲ့တူဟုတ်လားမတဲ့လို့အမောတရားတွေပွားပြီးဆိုဘယ်ချမ်းသာမလဲဒါကြောင့်မို့လို့လူချင်းချင်းတွေးကွဲသွားအောင်မပြောရဘူးတဲ့ဒါကိုချင်းတရားပဲညီညွတ်စိတ်ဆက်အောင်ပြောပေးရမယ်တဲ့နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မကြောက်မနာတာအရာထဲမှာဆဲကြဆိုကြတဲ့အတန်ကြီးရှိတယ်ဆဲတဲ့အတန်ဟာ
လူတိုင်းဟာနာခံနေတဲ့စိတ်မရှိဒါကြောင့်မို့လို့ဖရုဒဝါစာချမ်းသာတဲ့စကားမျိုးကိုမပြောဘူးယဉ်ကျေးသိမ်မွေးတဲ့စကားမျိုးပြောရမယ်ဒါကိုချင်းတရားပဲဘလောက်ကောင်းတဲ့ကိုချင်းတရားတွေလဲဟောနောက်တစ်ခုကဘာတော့ဆိုရင်တပ္ပပလပါအကျိုးမရှိရောက်တဲ့ရာရာတွေရှောက်ပြီးတော့အရာထဲမှာမပြောဘူးပြောမယ်ဆိုရင်ကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့ယုတ်တိယုတ်တာရှိတဲ့လောကအကျိုးတန်တရားအကျိုးကိုဖြစ်ပွားစေတတ်တဲ့စကားမျိုးကောင်းကျိုးချမ်းသာကိုသယ်ဆောင်ပေးမဲ့စကားမျိုးသာပြောရမယ်တဲ့ဟောတာနှုတ်ကိုစီကံနဲ့ထားတာဒါသီလပဲပေါ့အဲ့တော့နှုတ်ရဲ့စီကံသီလရှိသလိုကိုယ်ရဲ့အပြုအမူနဲ့ပတ်သက်လာလို့ရှိရင်စီကံချက်ထားအောင်မယ်ကိုယ်အမူအရာနဲ့ပတ်သက်ပြီးတော့စီကံချက်ထားတာပါလဲလို့ဆိုရင်ကိုယ်လက်နဲ့သူများအသက်မထွက်စေရချင်းကလေးကစအသက်မထွက်စေရဘူးဘယ်တရိစ္ဆာန်ပဲဖြစ်ဖြစ်ကိုယ်လက်နဲ့အသက်မထွက်စေရကိုယ်လက်နဲ့အသက်ထွက်စေတတ်တဲ့ပုဂ္ဂိုလ်ဟာရက်ဆက်ကြမ်းကြုတ်သူပါဏာတိပါဒမရှောင်လို့ရှိရင်ဟုတ်ကဲ့ဟုတ်ပါဗျာစာပေထဲမှာဘယ်လိုပြောလဲဆိုလို့ရှိရင်လှုပ်တော်ရက်စတဲ့လောဟိတပါဏိသွေးစွန်းသောလက်ရှိတယ်တတ်ဟဲဖြတ်ဟဲဆိုတဲ့လူရဲ့လက်ကိုသွေးစွန်းနေတဲ့လက်လို့တင်စားပြီးတော့သုံးတယ်အဲ့လိုမဖြစ်စေရဘူးတဲ့မေတ္တာထားရမယ်ကရုဏာထားရမယ်တတ္တဝါတွေပေါ်မှာအကျဉ်းနာထားရမယ်ကိုချင်းစာတရားထားရမယ်ကိုအသက်ရှိခြင်းတို့တတ္တဝါတွေလည်းအသက်ရှိခွင့်ပေးရမယ်ဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါဟာသီလပေါ့ကောင်းစွာထားတယ်ဆိုတာအဲ့ဒါပြောနောက်တစ်ခုကဘာတော့လို့ဆိုရင်အဋိဏဒါနအဋိဏဆိုတာပိုင်ရှင်ကမပေးတဲ့ပစ္စည်းအဋိဏအာဒါနဆိုတာယူတာပိုင်ရှင်ကမပေးတဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာခိုးတယ်လို့အများတော့သုံးသို့တော့ပိုင်ရှင်မပေးတဲ့ပစ္စည်းကိုယူတယ်လို့ဆိုတဲ့နေရာမှာခိုးပုံခိုးနည်းတွေအမျိုးမျိုးရှိတယ်နော်ခိုးပုံခိုးနည်းအမျိုးမျိုးရှိတယ်ဘယ်လိုနည်းနဲ့မှမခိုးရသဘောမှာဆိုတော့ရွှေရောင်းဝယ်လုပ်တယ်ဆိုလို့ရှိရင်ရွှေအစ်စ်နဲ့အတူအလေးချိန်မပြည့်တဲ့ရွှေအလေးချိန်ပြည့်တဲ့ဟာအဲ့တော့အစ်စ်ကိုသာလေတန်ရာတန်ဖိုးနဲ့ပေးရအတုကိုမပေးရအတုဆိုလို့ရှိရင်အတုကိုအစ်စ်လောက်လုတ်ပြီးတော့ရောင်းမယ်ဆိုရင်ဒါခိုးခြင်းတစ်မျိုးပဲလို့ပြောတော့ငရုတ်သီးမုံနဲ့တပြားတွေထည့်ပြီးချိတ်ရင်ဘာဖြစ်ဒီပစ္စည်းတွေထည့်ပြီးတော့ချိတ်လို့ရှိရင်ရောင်းတာကငရုတ်သီးမုံထည့်လိုက်တာကဒီပြင်အမှုန့်တွေပါနေမယ်ဆိုလို့ရှိရင်အဲ့ဒီအမှုန့်အတွက်ပတ်စံယူလို့ရှိရင်အရိညာဒါနပဲဒါဟုတ်ကဲ့အလေးချိန်မမှန်တာတို့ပစ္စည်းမမှန်တာတို့ဒါတွေကအစအရိဏဒါနမပေးတာကိုယူတယ်လို့ပြောတာဒါမပေးတာကိုယူတယ်ဆိုတာအမျိုးစုံမျိုးစုံဒီမျိုးစုံနဲ့ယူတယ်အဲ့တော့ကိုလှုပ်ထားတဲ့ပစ္စည်းတစ်ခုဟာစစ်မှန်တဲ့ပစ္စည်းတစ်ခုဖြစ်ရအတုလုပ်ပြီးရောင်းဝယ်တာတွေမှန်သမျှအရိဏဒါနတွေပါသို့တော့အဲ့ဒါတွေကိုသခိုးလို့တတ်မှတ်သလားလို့ဆိုမတတ်မှတ်ကြလူတွေကခိုးတယ်လို့မထင်ကြဘူးเนาะသို့တော့အဲ့ဒါတွေဟာအရိဏဒါနဆိုတဲ့စလုံးထဲမှာပါတယ်လို့ဒါစိကံချက်ထားနောက်တစ်ခုကာမေတုမိစ္ဆာစာကာမေတုမိစ္ဆာစာရဆိုတာကာမဂုဏ်ကိစ္စတွေမှာမမယွင်ယွင်ပြုလုပ်မှုမျိုးသားတွေကအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြအမျိုးသမီးကအမျိုးသားနဲ့ဖော်ပြဘယ်လိုအရေးကာမေတုမိစ္ဆာစာရဖြစ်တယ်လဲလို့ဆိုအမျိုးသမီး20ဆိုတာရှိတယ်
အမျိုးသမီးတွေရဲ့အမျိုးအစားကိုတွက်လိုက်လို့ရှိရင်20ရှိအဲ့ဒီ20ကဘာတွေလဲလို့ဆိုလို့ရှိရင်လက်ထပ်ပြီးသားအမျိုးသမီးက10ယောက်လက်မထပ်ရသေးတဲ့မိဘမောင်ပွားတွေဆောက်ရှောက်မှုရဲ့အောက်မှာရှိတဲ့အမျိုးသမီးက10ယောက်ဆိုပါစို့အလုံး20ရှိတယ်အဲ့ဒီအမျိုးသမီး20နဲ့တရားဝင်မဟုတ်ဘဲနဲ့ဟောပြတဲ့ပုဂ္ဂိုလ်ဟာကာမိတုမိစ္ဆာယောက်ျားမှာကာမိတုမိစ္ဆာဆိုတာဖြစ်တယ်အမျိုးသမီးကြလို့ရှိရင်ကိုယ့်ရဲ့အိမ်ကြောင်ဘက်ကတခြားပုဂ္ဂိုလ်နဲ့ဟောပြလို့ရှိရင်သူကကာမိတုမိစ္ဆာဆိုတာဖြစ်တယ်အကြမ်းများအပြင်တလောက်မှတ်အဲ့ဒီလိုကာမိတုမိစ္ဆာဆိုတာအမှုတွေမပြုဘူးရှောင်ကျင်တယ်သစ္စာရှိတယ်ရိုးသားတယ်ကောင်းကောင်းမွန်မွန်နေတယ်ကိုယ်ကျင့်တရားမပြတ်ပြားဘူးဆိုလို့ရှိရင်ဒါသီလရှိတယ်လို့ပြောတာအဲ့တော့ဒီအခြေခံသီလလေးတွေဘလောက်အရေးကြီးကြလဲဆိုစဉ်းစားကြည့်နော်အဲ့တော့ကာယကံမှုနဲ့ဝစီကံမှုဒီနှစ်ခုကိုစီကံထားလိုက်တာဟာဒါကိုယ်ကျင့်တရားပဲသီလဆိုတာတမာဒါနလူတော်လူကောင်းဖြစ်အောင်နှုတ်ကိုထိမ့်သိမ်းပြီးတော့ထားတယ်ကိုယ်အမှုစီကံထားတယ်အဲ့ဒါလို့ဆိုရင်သီလနဲ့ပြည့်စုံပြီလို့ဒီလိုပြောလို့ရတယ်ကဲနောက်သီလရဲ့အဓိပ္ပာယ်တစ်ခုကဘာလဲလို့ဆိုရင်ဆောင်ထားခြင်းဆိုတဲ့အဓိပ္ပာယ်သီလကဘာတွေကိုဆောင်ထားတော့လို့ဆိုလို့ရှိရင်သီလတရားသည်ကုသိုလ်တရားတွေမိမိတဏ္ဍာမှာတည်ထနေအောင်ဆောင်ထားတယ်လို့အဓိပ္ပာယ်တစ်ခုရှိတယ်ရှင်သေးစီဟာတိမ်ကြီးရွှေခွက်ပေါ်မှာသာတိမ်ကြီးရွှေခွက်ထဲမှာသာတည်နိုင်တယ်လို့ပဲကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ကုသိုလ်တရားတွေဟာလည်းပဲကိုချင်းသီလရှိမှတည်ထနိုင်တယ်တဲ့ဒါကြောင့်မို့လို့သီလရဲ့အဓိပ္ပာယ်နှမျိုးကိုမှတ်လိုက်ပါတဲ့ကာယကံဝစီကံကိုကောင်းစွာထားခြင်းသည်သီလနောက်တစ်ခုကုသိုလ်တရားများကြောက်ွယ်မသောအောင်ထိမ့်သိမ်းဆောက်ရှောက်ထားခြင်းသည်သီလအဲ့ဒီသီလရှိပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေပြည့်ဝလာနိုင်ပါတယ်လို့ဒီလိုခေါ်တာကောင်းပြီမြတ်စွာဘုရားကသီလအမတန်မှအရေးကြီးတာဖြစ်လို့သာသနာတော်နဲ့ပတ်သက်လာတဲ့အကျင့်တရားတွေကိုကျင့်ပြီဆိုရင်နံပါတ်1အခြေခံအဖြစ်ကိုကျင့်သီလပြည့်ရရှိရတချို့ကမဟုတ်တဲ့တာရကတွေပြကြင်သေးတယ်ဟိုသီလဆိုတာတော့ကြီးအရေးမပါပါဘူးလို့တဏှတိမကြီးကြီးပေါ်မူးယူပြီးတော့ယန္တာဖြစ်သွားတယ်လို့နော်တဏှတိမကြီးကအရက်မူးပြီးတော့ယန္တာဖြစ်သွားတယ်သီလမရှိပါဘူးလို့ဒီလိုပြောကြတာတွေရှိကွက်ကြော်လေးတွေကိုတွားပြီးတော့အပေါ်ယံလေးတွေမကြည့်နဲ့သီလဆိုတာဟာစိတ်ထဲမှာအခိုင်အမာဒါမလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့စောင့်တည်လိုက်တဲ့အချိန်သီလပြည့်စုံသွားပြီလို့ဒီလိုပြောရတယ်ဟုတ်ကဲ့ခုနတရားရှိခင်သူတော်စင်ပြိဿတို့ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယစောင့်တည်လိုက်တယ်အဲ့ဒီစောင့်တည်လိုက်တဲ့အချိန်ကဘာသီလအကုန်ပြည့်စုံသွားပြီလို့ပြောမချိုးမဖောက်ခြင်းဒါသီလပြည့်စုံနေတဲ့အနေအထားလို့ခေါ်ရတယ်သီလဆိုတာအကြာကြီးစောင့်နေရတဲ့အရာမျိုးမဟုတ်ဘူးအခုစောင့်တည်အခုပြည့်စုံတဲ့အရာတဏှတိမကြီးကတရားထုတရားမြတ်ရတော့မယ်ဖះနဲ့တွေ့လို့တရားနာလိုက်ကြတဲ့ကိုချင်းသီလနဲ့သူကစောင့်တည်ပြီးသားဖြစ်သွားပြီဘယ်လိုပဲသူအရက်မူးနေအရက်မတော့တော့ပါဘူးဆိုတာကိုသူစိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်ပြီလားသီလပြည့်စုံသွားပြီလို့ပြောတာနော်သီလမပြည့်စုံပဲနဲ့ဘယ်ပုဂ္ဂိုလ်မှတရားလူတရားမြတ်ဆိုမရနိုင်ဘူးကြည့်လေမဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုတဲ့ထင်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝအဲ့ဒီ၃ခုကသီလမဂ္ဂင်ပဲအဲ့ဒီ၃ခုမပြည့်စုံပဲနဲ့
ကျန်တဲ့မဲ့ခင်တွေလုပ်လို့မရနော်ဒါကြောင့်မို့လို့ကိုချင်းသီလဆိုတာအခုဆောက်တည်လိုက်ရင်မချိုးမပေါက်မချင်းဒါပြည့်စုံနေတယ်လို့ဒီလိုပြောအေးထင်ကြနိုင်မယ်ရှင်အင်္ဂုလိမာလာကြီးကိုကြည့်မယ်ဆိုအင်္ဂုလိမာလာကြီးဆိုတာကဘာကျော်လူသက်သမားကြီးပဲအမှန်တန်ဆိုးတယ်ဟုတ်တယ်ဆိုးတဲ့အချိန်ဆိုးတယ်မြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါဒီအလုပ်တွေကိုလုံးဝရပ်ဆဲလိုက်ပါပြီလူတတ်တဲ့အလုပ်တွေပါဏာတိပါဒအလုပ်တွေကိုအခုချိန်ကနေစပြီးတော့ရပ်ပစ်လိုက်ပြီလို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးသူကသီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်သွားအတိတ်တုန်းကဘာတွေလုပ်ခဲ့အခုချိန်မှာသူဆုံးဖြတ်ပြီးတာဖြစ်သွားဟုတ်ကဲ့သီလပြည့်စုံတယ်လို့ဒီလိုပြောရအဲ့ဒီကိုချင်းသီလတခါတရံကြတော့ပညာပရိဒေါတာသီလံလို့ဆိုတဲ့အတိုင်းကိုချင်းသီလကိုဘယ်သူကလွှမ်းမိုးပြီးတော့ခိုင်မာအောင်လုပ်ပေးလိုက်နိုင်တယ်လဲလို့ဆိုရင်ပညာကနေလွှမ်းမိုးနိုင်တယ်ပညာနဲ့သီလကိုဆေးကြောပလိုက်တယ်လို့ဒီလိုပြောတာမြတ်စွာဘုရားလူထက်တုန်းကလည်းပဲမြတ်စွာဘုရားအမိန့်ကြားတဲ့စကားတော်မှပဲအပြစ်တင်စကားပြောကြတာရှိတယ်တရဏာနိဆိုတဲ့တာဂိဝေမင်းတယောက်ရှိအဲ့ဒီတရဏာနိဆိုတဲ့ပုဂ္ဂိုလ်ကအရက်ကလေးတများများနဲ့နေတာသူကအရက်ကြိုက်တယ်တေရက်တောက်စားတယ်သူအရက်တောက်တာကိုပဲလူတွေကမြင်ကြတယ်ပေသွားတဲ့အခါကျတော့မြတ်စွာဘုရားဘာပြောတော့ဆိုအေးတရဏာနိသောတပန်ဖြစ်သွားတယ်လို့ပြောလူတွေကမယုံဘူးကဲ့ရဲ့ကြတယ်ဟာနေတိုင်းအရက်ခွက်နဲ့မူးနေတယ်လို့လုံးသောတပန်ဖြစ်မှာမယုံနိုင်ကြရပဲဟုတ်ကဲ့ဒါပေမဲ့လို့သေကံနေမှာသူအရက်ပြတ်သွားတာကိုလူမသိလိုက်ဘူးဟုတ်တယ်အရက်ပြတ်ပြီးသောတပန်ဖြစ်သွားတာသီလဆိုတာအကြာကြီးစောင့်တည်နေတာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြတာနော်မြတ်စွာဘုရားကိုယ်တိုင်ကပြောလိုက်တာတရဏာနိဟာသောတပန်ဖြစ်သွားပြီတေကံနိမှာသီလစောင့်တည်ပြီးသူကသောတပန်ဖြစ်သွားတယ်ဒီလိုဟောတာအဲ့တော့သောတပန်ဖြစ်တယ်ဆိုတာတကယ်အသိဉာဏ်ရဲ့အရာပဲလောင်းဉာဏ်နဲ့ကောင်းပြီကိုချင်းသီလဆိုတာအမတ္တမအရေးပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုယ်ကောင်းဖို့လှုပ်တိုင်းတရဏဂုံနဲ့သီလကိုစောင့်တည်ကြရတယ်သီလပြည့်စုံအောင်လုပ်ကြတယ်ဒီလိုစောင့်တည်ထားတဲ့သီလလေးတစ်ခုခိုင်မြဲဖို့အတွက်ဘာလိုအပ်တယ်လဲအဓိကဆုံးအကြောင်းဟာလေကိုယ်တဏ္ဍာမှာသီလလေးခိုင်မြဲနေဖို့အရေးကြီးဆုံးအချက်ကဘာလဲလို့ဆိုရင်ဟိရိနဲ့ပတ္တပါတဲ့ဟိရိဆိုတာမကောင်းမှုလောက်ရမှာယွန်းရှာတယ်ဆက်ဆုပ်တယ်ပတ္တပါဆိုတာမကောင်းမှုကလမ်းကြောက်တယ်ဟောမြန်မာလိုပြောရင်အရှက်အကြောက်ဆိုတာဘာကိုရှက်ပြီးဘာကိုကြောက်တာတုံးလို့ဆိုမကောင်းတဲ့အလုပ်ကိုရှက်တာမကောင်းတဲ့အလုပ်ကိုကြောက်တာတခြားအရာရှက်တာတခြားအရာကြောက်တာမဟုတ်ဘူးမကောင်းတာလုံးဝမှရှက်တယ်မကောင်းတာကိုယွံမုန်းတယ်စဉ်းစားကြည့်လေမကောင်းတာကိုရှက်တဲ့ပုဂ္ဂိုလ်မကောင်းတာကိုကြောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်ရာရောသူမကောင်းတာလုပ်ပါမလားမလုပ်ဘူးဘာဖြစ်လို့ဆိုရင်မကောင်းတာဆိုရင်သူကရှက်တယ်ညွန်တယ်လေမလုပ်ချင်တဲ့အလုပ်လုပ်ချင်နေတဲ့လူကတော့မရှက်မကြောက်ဘူးလို့ဆိုတာမကောင်းတာကိုမရှက်ဘူးဆိုတာမကောင်းတာကိုမကြောက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကလူရှိသူရှိတော့ရှောင်ကောင်းရှောင်မယ်ကိုယ်ရကြရင်သူလုပ်ချင်တာလုပ်ပေါ့ဘာဖြစ်လို့မရှက်မှမရှက်တာဘာမရှက်တာတော့ဆိုရင်မကောင်းတဲ့အလုပ်ကိုမရှက်တာလို့ဒီလိုပြောတာဟုတ်ကဲ့ဒါကြောင့်မလို့ဟိရိဥတ္တပရှိရမယ်ဟိရိဥတ္တပသည်ကိုချင်းသီလကိုပြေဝစေပြီးကိုချင်းသီလကိုတည်မြဲစေနိုင်တယ်တဲ့လို့ဆိုတယ်ကိုချင်းသီလကိုထိမ့်ပေးတာဟိရိနဲ့ဥတ္တပကောင်းပြီဟ
ဟောဒီကိုချင်းတရားနဲ့ပြည့်စုံလာပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးတရားတွေရနိုင်တယ်လဲမြတ်စွာဘုရားကဟောထားတာမြတ်စွာဘုရားဟောထားတာတွေကအကြောင်းနဲ့အကျိုးဘယ်လိုဆက်သွယ်ပြီးတော့သွားတယ်ဆိုတာသဘာဝကြကြဟောထားတာသီလရှိပြီဆိုလို့ရှိရင်အလို့လျောက်အကျိုးတွေကဆက်ပြီးတော့လာကိုယ်ကလုံးယူရတာမဟုတ်ကောင်းပြီကဲတရားစစ်မီလေးထွန်းလိုက်တာနဲ့တပြိုင်နက်အလင်းရောင်ကရမလာဘူးလားရပါဘူးအေးတရားစစ်မီထွန်းပြီးတော့အလင်းရောင်ရအောင်တမင်လုပ်ဖို့လိုသလားမလိုဘူးမိထွန်းတဲ့အလင်းကပါလာတာပဲအဲ့ဒီသဘောပဲကိုချင်းသီလနဲ့ပြည့်စုံလိုက်ပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်ကိုချင်းသီလနဲ့အနည်းဆုံးအကျိုးတရားတစ်ခုရတယ်။ဘာလို့ဆိုရင်စိတ်ထဲမှာနှလုံးမသာမယာဖြစ်ခြင်းဆိုတာမရှိတော့ဘူး။နှလုံးမသာမယာဖြစ်တယ်ဆိုတာအလုံးသိကြတယ်။ဝမ်းနည်းစေကြည်ကွဲစေလူတွေမှာမဟုတ်တာလုပ်ပြီးလို့ရှိရင်ဝမ်းနည်းတယ်ကြည်ကွဲတယ်မဖြစ်ကြဘူးလားဖြစ်ပါပါဘုရား။မလုပ်တာမှားတယ်ပြန်တွေးမိတိုင်းစိတ်ထဲမှာမကောင်းနေပြန်တွေးမိတိုင်းစိတ်ဆင်းရဲနေတာအဲ့ဒါကိုဝိပတိတာရလို့ခေါ်တယ်အင်္ဂလိပ်လို remorse regret remorse စိတ်ဆင်းရဲနေကိုလို့ရတခုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပြန်တွေးလိုက်မိတိုင်းတတိယတိုင်းစိတ်မကောင်းဖြစ်လူတွေပြောကြတယ်မဟုတ်လားငါတတိယတိုင်းစိတ်မကောင်းဖြစ်တယ်ကွာတတိယတိုင်းစိတ်မကောင်းဖြစ်ကဲသီလနဲ့ပြည့်စုံလို့တတိယတိုင်းစိတ်မကောင်းဖြစ်တယ်လို့ရှိနိုင်ပါမလားရှိနိုင်ပါဘူးအေးငါဥပုသ်သီလတွေစောင့်တည်လိုက်တာစိတ်မကောင်းလိုက်တာလို့ဘယ်သူများပြောမလို့ပြောပါဗျာပြောဘူးနော်မှန်ပါပါငါးပါးသီလပြည့်စုံလို့လည်းစိတ်မကောင်းဖြစ်လိုက်တာလို့ဖြစ်ပါမလားဖြစ်ပါဗျာတွေးလိုက်တာနဲ့တပြိုင်နက်သီလအကြောင်းကိုတွေးလိုက်တာနဲ့တပြိုင်နက်ဝမ်းသာမှုပဲလာတယ်မဟုတ်လားဝမ်းသာမှုတွေကြီးပဲလာတာအဲ့ဒါအကျိုးတစ်ခုပဲပေါ့အဲ့ဒီဝမ်းသာမှုဆိုတာဝဲယူလို့ရတာမဟုတ်ဘူးကိုချင်းသီလပြည့်စုံလာတဲ့တပြိုင်နက်အဝိပတိတာရစိတ်မကောင်းဖြစ်เสียမရှိတော့ဘူးတဲ့ကိုဘဝကိုယ့်ရဲ့အခြေအနေကိုပြန်ပြီးစဉ်းစားလိုက်တိုင်းဟိုခြေနှက်เสียကြီးခြေနှက်เสียကြီးဖြစ်နေတယ်ဆိုတွေ့ရအဲ့ဒါသီလရဲ့လက်ငင်းအကျိုးတစ်ခုပဲသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တိုင်းလက်ငင်းအကျိုးတစ်ခုဝမ်းနည်းเสียခြေကွဲเสียနောင်တရเสียတစ်ခုမှမရှိဘူးမရှိတော့ဘာဖြစ်လဲနောင်တမရเสียမရှိဘူးဝမ်းနည်းเสียမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့ဆန့်ကျင်ဘက်ကပါလာလဲလို့ဆိုရင်ဝမ်းနည်းเสียမရှိတဲ့ပုဂ္ဂိုလ်ဟာဝမ်းသာเสียတွေဖြစ်မှာပေါ့သီလကိုတွေးဝမ်းသာချဟုတ်ကဲ့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ပြောကြတယ်လေလူတွေအေးတဝါတွင်လုံးဥပုပ်တရေမှမပြတ်ဘူးစောင့်တယ်ပြန်တွေးဝမ်းသာဟုတ်လားနေတိုင်းဘုရားရှိခိုးရင်၅ပါးသီလစောင့်တည်တယ်တနေ့ကုန်နေတာပဏာတိပါဒရှောင်းတယ်အာရိဏဒါနရှောင်းတယ်၅ပါးသီလလုံးတယ်ပြန်တွေးကြည့်ဝမ်းမသာဘူးလားအေးအဲ့ဒါကိုစာပေကပမောဇ္ဇလို့ခေါ်တယ်မြတ်စွာဘုရားကဟောတယ်သီလရှိလာပြီဆိုရင်တမင်တကာလှုပ်เสียမလို့ဘူးတဲ့စိတ်ကြည်နူးမှုဟာတမင်တကာလှုပ်เสียမလို့ဘူးသီလရှိတာနဲ့တကြိုက်တဲ့စိတ်ကြည်နူးမှုဆိုတာလာလိုက်တယ်ဟုတ်တယ်လေမိထွန်းလိုက်တာနဲ့တကြိုက်တဲ့အလင်းဆိုတာလာတာပဲအဲ့လိုပဲစိတ်ကြည်နူးမှုဟာသူရောက်စိတ်ကြည်နူးမှုဖြစ်လာတာနဲ့တကြိုင်နဲ့ဝမ်းသာမှုဆိုတာလည်းရှင်တွဲလာတာပဲတဲ့ကိုယ်တိုင်ကလှုပ်ယူเสียမလို့ဘူးတဲ့စိတ်ကြည်နေရင်ဝမ်းသာလာတာပဲဝမ်းသာလာတာနဲ့တကြိုင်နဲ့ဘာဖြစ်လဲလို့ဆိုရင်ပီတိလို့ခေါ်တဲ့စိတ်ထဲမှာနှစ်သက်မှုလေးတွေရောမဖြစ်ဘူးလားဖြစ်ပါဗျာပမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်လာလို့ရှိရင်ပီတိဆိုတဲ့နှစ်သက်မှုဟာလည်းပဲသူ့ဘာသူဖြစ်လာလှုပ်ယူเสียမလို့ဘူးလို့ပြောတယ်ဒါလေး
Sing it on. The Epping Lady will say like that. Go up a look here, Mama look busy, I'm a low. She live a long way near me to a Mikali Sen Lame, and young little Lame, a Yakali to Lame. You are young Lare, Hajar, a Puen Lame, a Didi Lame, Kolobi Ulu. Melo. Era luego cogenti la più guarda cane de bene avu pritara nalong ta chi chin soda phit de nalong ta chi chin phit la lo sin pa mau sa wan ta chin soda la de wan ta ra shi ta de bene de piti so de chin na aya mu de la de phit la ero chin na aya mu ga tu rin yan nei la lo so ma yak bu sin pi ro ba phit la lo so chin na aya de pukku haကိုယ်လည်းငြိမ်းချမ်းတယ်စိတ်လည်းငြိမ်းချမ်းစိတ်ထဲမှာကျဉ်းနေပြီဆိုမှတော့ငြိမ်းချမ်းနေတော့တာပေါ့ကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုကိုရရှိတာကောင်းပြီကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုကိုပတ္တတိလို့ခေါ်တယ်အဲ့ဒီပတ္တတိလို့ဆိုတဲ့ကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုရှိတဲ့ပုဂ္ဂိုလ်တရားမှာဒုက္ခလို့ဆိုတဲ့စိတ်ထဲမှာခြေနှက်တဲ့ခံစားမှုလေးတွေဖြစ်ပေါ်လာနော်ဒုက္ခဆိုတာလူတိုင်းကြုံမှုကြတယ်ပါဇက်ကနှုတ်ကထွက်ပြီးတော့ပြောကြတယ်ချမ်းသာလိုက်တာဟုတ်ကဲ့အဲ့ဒီဒုက္ခဆိုတဲ့ခံစားမှုလေးတွေကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုရှိလာတာနဲ့တပြိုင်နက်ကိုစိတ်ချမ်းသာမှုဆိုတာပေါ်လာကိုစိတ်ချမ်းသာလိုက်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာစိတ်ကလေးရောမငြိမ်နေဘူးလားငြိမ်ပါဘူးစိတ်ကလေးအာကိုအာယုံပြုလိုက်စိတ်ချမ်းသာနေတဲ့ပုဂ္ဂိုလ်ကဖရာအာယုံပြုလိုက်လည်းပဲစိတ်ကလေးကငြိမ်နေတာပဲကုသကောင်းမှုတွေအာယုံပြုလိုက်လဲစိတ်ကလေးကငြိမ်နေတာတရားလာတဲ့အခါမှာလည်းစိတ်ကလေးကငြိမ်နေတာလှုပ်ရှားရောက်ရက်ခတ်နေတာမျိုးမရှိဘူးအဲ့ဒါကိုတမာတိလို့ခေါ်တာပဲစိတ်တွေတွေးနေတာတို့လွင့်ပြန်နေတာတို့မရှိဘူးအာယုန်ထဲမှာတည်ငြိမ်ပြီးတော့သွားတာဒါသမာဓိလို့ခေါ်တယ်။ကဲစိတ်ကလေးငြိမ်သွားပြီဆိုလို့ရှိရင်ဘာလာလဲဆိုရင်ယထာဘူတညာနာထသနာအဖြစ်မှန်တွေကိုသိတယ်အဖြစ်မှန်တွေကိုမြင်တယ်။တဘာဝတရားအစစ်မှန်တွေကိုသိတယ်တဘာဝတရားအစစ်မှန်တွေကိုမြင်လာတယ်ယထာဘူတညာနာထသနာဆင်ငယ်လာတာနော်တကုတ်ပြီးတကုတ်ဆင်းလာတာယထာဘူတညာနာထသနာဆိုတာအခြေခံအဆင့်ကနေစပြီးတော့အဆင့်မြင့်ထိအောင်မှန်ကန်တဲ့အတိုင်းမြင်လာဘာပဲကြည့်လိုက်အမှန်မြင်လာဘာဖြစ်လို့စိတ်ကလေးငြိမ်းတာစိတ်တွေကရောက်ရက်ခတ်နေတဲ့လူတယောက်စိတ်တွေလေပြီးတော့လွင့်ပြန်နေတဲ့လူတယောက်မှာဘယ်တော့မှအမှန်မြင်ဖို့ဆိုတာမဖြစ်နိုင်စိတ်တွေကိုစုစည်းလို့မရဘူးစိတ်တွေကလွင့်ပြန်နေတယ်ဆိုလို့ရှိရင်အမှန်မြင်ဖို့ဆိုတာလွယ်တော့ပေါ့ဒါကြောင့်ယထာဘူတဉာဏတသနာမှန်ကန်မြင်လာတယ်အစစ်မြင်တဲ့ယထာဘူတဉာဏတသနာပြောမယ်ဆိုလို့ရှိရင်ဘာလဲဆိုရင်ယုတ်တရားနံတရားတွေရဲ့သဘာဝအစစ်မှန်တွေကိုသိလာယုတ်တရားနံတရားတွေရဲ့သဘာဝအစစ်မှန်တွေကိုမြင်လာနိုင်တယ်မှန်ကန်မြင်လာတတ္တဝါဆိုတဲ့မှားယွင်းတဲ့အယူဆတွေဖယ်ရှားလို့ဒုက္ခနာမှာယုတ်နဲ့နံဒီနှမျိုးပဲရှိတယ်လို့ဟောအမှန်ကန်နေမြင်လာအဲ့ဒါယထာဘူတဉာဏတသနာဝိပဿနာဉာဏ်အမြင်ဆိုတာဖြစ်တာမှန်ကန်မြင်လာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုနေဗိဒာဝိရာဂနောက်ကလူတွေကဒါတွေကသီလကနေတဆင့်တက်လာလို့အဆင့်မြင့်တဲ့အဆင့်တွေကိုရောက်လာအလေးနဲ့ထားပြီးတော့ကြီးကြရအောင်ဆိုလို့ရှိရင်တမာတိဆိုတာလေကိုချင်းသီလရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်တမာတိဖြစ်ဖို့လွယ်လားရှင်အင်္ဂုလိမာလာကိုချင်းသီလပြတ်ပြားခဲ့တာမဟုတ်တစ်ချိန်တုန်းကရက်ဆက်ချမ်းကျုပ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့မြတ်စွာဘုရားနဲ့တွေ့ကြုံတဲ့အခါသူ့ရဲ့ရက်ဆက်မှုတွေအားလုံးကိုဆွန့်လွတ်လိုက်တယ်
ကိုချင်းသီလနဲ့ပြည့်စုံသွားသို့တော့တစ်ချိန်တစ်ခါတော့ကကိုချင်းသီလပြည့်ပြားပြီးတော့ရဲရဲဆက်ဆက်လုပ်ရတဲ့ကမ္မထန်တရားအားထုတ်ပြီးတော့စိတ်ကိုစူးစီးလိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာဘာတွေပေါ်လာသလဲလို့ဆိုလို့ရှိရင်ရဲရဲဆက်ဆက်နဲ့လူတွေကိုဓာတ်မိုးပြီးတော့တတ်ဖြတ်ခဲ့တဲ့မြင်ကွင်းတွေပဲပေါ်နေတယ်ဟုတ်ကဲ့မကောင်းတဲ့မြင်ကွင်းဆိုတာစိတ်ထဲမှာစွဲနေတတ်တယ်တရားထိုင်ပြီးဆိုလို့ရှိရင်အဲ့ဒီမြင်ကွင်းတွေကလာပြီးတော့လွှမ်းမိုးလာဒါဘာဖြစ်လို့လဲဆိုရင်ကိုချင်းသီလပြပြခဲ့လို့ပဲကိုချင်းသီလနဲ့သာပြည့်စုံခဲ့လို့ရှိရင်အဲ့ဒီမြင်ကွင်းမျိုးပေါ်ပါမလားမပေါ်ဘူးမဟုတ်ဆိုးတငါလှုပ်တဲ့လူကလည်းတရားထိုင်လိုက်မယ်စိတ်တွေကိုစူးစီးလိုက်မယ်ဆိုရင်မြင်ကွင်းကတော့ဘာတွေမြင်လာမှာတော့ဆိုငါးတွေတို့ငမြချိတ်တွေတို့ပိုက်တွေတို့ကွန်တွေတို့ဒါတွေလာမြင်မှာပဲတန်ခါပေါ်တဲ့လူတွေကလည်းပဲဒါတွေပဲသွားမြင်မှာပဲအဲ့ဒါကြောက်စရာကောင်းတယ်နော်ကိုချင်းတရားပြပြပြီဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့လုပ်ရတဲ့ဟာအရေးမဲကြီးတွေလို့စိတ်ထဲမှာပေါ်လာတယ်ဒါတွေကိုမဖြောင်းနိုင်ဘူးဆိုလို့ရှိရင်တည်တဲ့အခါအဲ့ဒီအရေးမဲကြီးတွေရဲ့လွှမ်းမိုးတဲ့မှုရဲ့အောက်မှာစိတ်နှလုံးမချမ်းမမြေ့စွာနဲ့နောင်တကြီးစွာရပြီးတည်သွားတယ်စိတ်ဆင်းရဲပြီးတည်သွားတယ်ဆိုရင်အပင်ငယ်ကျသွားတာပဲအဲ့ဒီလိုအရေးမဲကြီးအောက်သူ့စိတ်ဘယ်လိုမှပြင်လို့မရဘူးဟုတ်ကဲ့အဲ့ဒီအရေးမဲကြီးရဲ့လွှမ်းမိုးမှုအောက်မှာသူစိတ်အနေထားတစ်ခုကြောက်လန့်တုန်လှုပ်ပြီးတော့စိတ်မကောင်းမှုကြီးစွာနဲ့သိဆုံးသွားရင်ငရဲရောက်သွားတာဒီလိုဖြစ်တာအဲ့တော့ကိုချင်းသီလပြည့်စုံလိုက်ပြီးစိတ်ကိုစူးစီးလိုက်တာနဲ့တပြိုင်နက်ကောင်းတာတွေကြီးပဲတွေ့လာနေ့စဉ်နဲ့အမျှတရားရှိခိုးလို့တရားနာလို့ဒါနကောင်းမှုတွေပြုလို့ဒီလိုနေတဲ့ပုဂ္ဂိုလ်ဟာစိတ်ကိုစူးစီးလိုက်တဲ့အချိန်တစ်ခုမှဆိုလို့ရှိရင်ဒီကောင်းတာတွေကြီးပဲမြင်မှာပဲမကောင်းတာသူမမြင်ဘူးပေါ့တေကနီးချလို့ရှိရင်လည်းအဲ့ဒီကောင်းတာတွေပဲမြင်ကောင်းတာတွေမြင်တဲ့အခါကျသူစိတ်ကကြည်လင်ပြီးတော့ဝမ်းသာမှုနဲ့စိတ်ကြည်လင်မှုနဲ့တည်သွားရင်သူကကောင်းအထုရိရောက်သွားတာပဲအရာရာဟာလူတွေမှာစိတ်ကရှေ့ဆောင်နေတယ်ဆိုတာသတိထားလူဘဝဆိုတာတခဏလေးမှနေကြရကိုချင်းသီလပြပြပြီဆိုလို့ရှိရင်အရေးမဲကြီးတွေဟာကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးထားလိုက်မယ်တဲ့အဲ့ဒါလို့လွှမ်းမိုးမခံရအောင်ကောင်းတဲ့တရားတွေကိုယ်တဏ္ဍာမှာရှိရင်ကြိုးစားထားကြကောင်းပြီရှင်အင်္ဂလိပ်မာလာတရားအထုတ်လို့စိတ်ကိုစူးစီးလိုက်တဲ့အခါမြင်ငင်းကဘာတွေတုံးဆိုရင်လူသားသမားကြီးဘွားကရဲဆက်ဆက်ဓာထန်လိုက်ပြီးတော့လူတွေကိုတတ်တယ်အမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့သူမတတ်ပါနဲ့နဲ့အော်ကြငိုကြယူကြထွက်ပြေးကြလဲကြကွဲကြတွေးရဲရဲတန်ရဲရဲဒါတွေကြည့်ပဲမြင်အဲ့ဒါတွေမြင်နေတဲ့အတွက်ကြောင့်တရားထိုင်လို့မရစိတ်စူးစီးလို့မရအဲ့ဒီမှာမြတ်စွာဘုရားကနီလန်းပေးတာပါတော့အင်္ဂုလိမာလာပရိတ်မှာကြည့်လိုက်ယတောဟံပခိနိအရိယာယာသာတိယသာတောနာဘိဇာနာမိသေစိတ်ပါဏံဇိမိတံဟောပိတာသာကမ္ဘာနှလုံးသွင်းလို့ရအောင်မြတ်စွာဘုရားနီလန်းပေးတဲ့သဘောသင်္ကန်းဝတ်လာတဲ့အချိန်ကစပြီးတော့အရိယာဇတ်ဖြစ်လာတဲ့အချိန်ကစပြီးတော့သူဟာသူများသက်တတ်သေးလားမတတ်တော့ဘူးအဲ့ဒီအချိန်ကနေစပြီးတော့ဘယ်တတ္တဝါကိုမတတ်တယ်ဆိုတာသူမမှတ်မိတော့ပါဘူးမရှိတော့ပါဘူးလို့ဒီလိုဆိုလိုတာကဲအဲ့ဒီတော့အတိတ်ကဟာတွေကိုပြည်ပုံးကားချထားလိုက်မြတ်စွာဘုရားနဲ့တွေ့ကြုံလို့ရဟန်းဘဝရလိုက်တဲ့အချိန်ကစပြီးတော့သူပြန်စဉ်းစားတော့ဝမ်းသာစရာတွေမတွေ့ပေဘူးလားတွေ့ပါဗျာအေးအချိန်တစ်ခုကိုဖယ်ရှားပြီးတော့အချိန်တစ်ခုကိုမေ့ထားပြီးအချိန်တစ်ခုကိုကန့်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသူ့စိတ်တွေဟာစူးစီးလို့ရသွားတယ်တဲ့ဟောသမာဓိဆိုတာဖြစ်သွားတယ်
အဲ့လိုစိတ်တွေစူးစီးလို့ရသွားပြီဆိုရင်ဘာဖြစ်လဲယထာဘုဒ္ဓဒသနာညာနာဒသနာယထာဘုဒ္ဓဆိုတာတကယ်အဖြစ်မှန်ညာနာဆိုတာသိဒသနာဆိုတာမြင်တာဘုန်းကြီးတို့တွေကိုယ်ခန္ဓာကိုယ်ကြီးကိုစူးစိုက်ပြီးတော့ကြည့်လိုက်စိတ်တွေကိုစူးစီးပြီးတော့အလွယ်ဆုံးတစ်ခုပြောမယ်ဆိုရင်ထွက်လေဝင်လေလေးကိုစူးစိုက်ပြီးတော့ကြည့်လိုက်ထွက်လေဝင်လေလေးကိုစိတ်မှာစူးစီးပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်လေလေးဟာလှုပ်ရှားနေတဲ့သဘောလေးမတွေ့ဘူးလားတွေ့ပါပါဗျာအဲ့ဒီလှုပ်ရှားနေတဲ့သဘောလေးဟာနာသီးပြားလေးကိုထိပြီးတော့သွားတယ်ဆိုတာကိုလည်းသတိထားမိလိုက်ထိသွားတဲ့အချိန်မှာထိမှန်းသိလိုက်တာလေးရောသတိမထားမိဘူးလားခန္ဓာကိုယ်မှာတကယ်ဖြစ်ပြနေတဲ့အရာလေးကလှုပ်ရှားနေတဲ့ဝါယောဓာတ်ကလေးရဲ့ထိုဝါယောဓာတ်လေးကနာသီးပြားလို့ဆိုတဲ့ကာယပဒါရကိုလာထိတာလေစာလို့ပြောတဲ့အခါကျတော့ဖုတ္တဘာယုံကကာယပဒါရကိုလာတိုက်ခိုက်တယ်လို့ပြောတာလေမျက်စိကအဆင်းအာယုံကမျက်စိကိုလာတိုက်တယ်လို့ပဲအတန်ကနားကိုလာတိုက်တယ်လို့ပဲအနံ့ကနှာခေါင်းကိုလာတိုက်တယ်လို့ပဲအရသာကလျှာကိုလာတိုက်တယ်လို့ပဲလေဆိုတဲ့ဖုတ္တဘာလေးကကာယပဒါရကိုလာတိုက်တာတဲ့အဲ့ဒါနှစ်ခုဆုံလိုက်တဲ့အခါထိမှန်းသိလိုက်တဲ့စိတ်ကလေးပေါ်မလာဘူးလားပေါ်ပါဗျာကဲအဲ့ဒါလေးကိုပဲကိုယ်စိတ်လေးကိုစုစည်းပြီးတော့တမာတိစွမ်းအားလေးနဲ့ကြည့်လိုက်တဲ့အခါကျတော့လေလေးရဲ့ထိုလေလေးတိုးထိတဲ့နာသီးပြားလေးရဲ့ထိလိုက်တဲ့အချိန်လေးမှာထိမှန်းသိလိုက်တဲ့စိတ်ကလေးရဲ့သဘာဝတရား၃ခုမတွေ့ဘူးလားတွေ့ပါဗျာသဘာဝတရား၃ခုတွေ့လာတယ်တေချာစူးစိုက်ပြီးတော့ကြည့်နော်သဘာဝတရား၃ခုတွေ့လေလေးရဲ့သဘာဝကတစ်မျိုးလေလေးထိတဲ့နေရာရဲ့သဘာဝတစ်မျိုးထိမှန်းသိလိုက်တဲ့အတိတရားတစ်မျိုးဆို၃မျိုးဖြစ်လာအဲ့ဒီ၃မျိုးတွေ့လာတာလေလေးကလည်းသိတဲ့အတိမရှိဘူးနာသီးပြားလေးကလည်းသိတတ်တဲ့အတိမရှိဘူးသိတတ်တဲ့အတိဟာအဲ့ဒီနှစ်ခုစုံစည်းလိုက်တဲ့အခါမှာသိမှုလေးပေါ်လာဥပမာမဲ့ဗာနဲ့စဉ်းစားကြည့်ကြတော့ဆိုလို့ရှိရင် gas magic လေးကိုကိုယ်လက်ကလေးနဲ့ဖိပြီးတော့ချက်လိုက် gas magic လေးမှာလည်းပဲအတိဆိုတာမရှိဘူးဖိချစ်တဲ့လက်မှာလည်းအတိဆိုတာမရှိဘူးနော်ထိုနှစ်ခုပေါင်းစပ်တဲ့အခါကျတော့ဘာဖြစ်လာမီးတောက်ကလေးတောက်လာမီးတောက်ကလေးကတစ်ခု gas magic ကတစ်ခုဖိချစ်တဲ့လက်ကတစ်ခုဘယ်နှခုလဲအဲ့ဒီအတိုင်းပဲလေလေးကနာသီးပြားကိုလာတိုက်လို့ထိတိဆိုတဲ့စိတ်ကလေးပေါ်လာတာအဲ့ဒါလို့စိတ်ကိုစူးစီးလို့တမာတိဖြစ်လာတဲ့အခါကျတော့ဒီလိုမြင်တာဟာမှန်မှန်ကန်ကန်မြင်တာလားမဟုတ်တာမြင်တာလားဟုတ်တာကိုမြင်တာလားတကယ်အရှိကိုမြင်တာလားမရှိတာတွေမြင်နေတာလားတကယ်ဖြစ်နေတာအဲ့ဒီတိုင်းပဲပေါ့အဲ့ဒါကိုပြောရယထာဘုဒ္ဓဉာဏဒသနာဆိုတာနော်ဒီတဲ့ယထာဘုဒ္ဓဉာဏဒသနာဟာအစစ်မြင့်လာလို့ရှိရင်ဒီတဲ့အစစ်တိုးမြင့်လိုက်တဲ့အခါကြည့်ထိမှန်းသိတဲ့စိတ်ကလေးထိသိစိတ်ကလေးဟာမထိခင်ကဒီစိတ်ကလေးပေါ်သလားဆိုတာပြန်တွေးကြည့်လိုက်လေလေးကနာသီးပြားကိုမထိခင်ကထိသိစိတ်ပေါ်နေတာလားသို့မဟုတ်ထိလိုက်မှပေါ်လာလားထိလိုက်မှပေါ်လာပါဗျာဒါဖြင့်လေလေးရဲ့ထိတဲ့နေရာလေးရဲ့ဒီနှစ်ခုကအကြောင်းတရားပေါ်လာတဲ့ထိသိစိတ်ကလေးကအကျိုးတရားမဖြစ်ပေဘူးလားဖြစ်ပါပါဗျာအကြောင်းနဲ့အကျိုးကသိသွားဒါသိပုံလေးတွေမတူတဲ့အကြောင်းပြောခုနတုန်းကသဘာဝလေး၃ခုကိုသိတယ်ခုသဘာဝလေး၃ခုသိပြီးတော့အကြောင်းနဲ့အကျိုးခွဲတတ်လာတယ်ကဲအကြောင်းနဲ့အကျိုးခွဲတတ်ရတာနေပြီးတော့ပဲတဆင့်တက်ပြီးတော့စဉ်းစားကြည့်လိုက်အောင်လေလေးရဲ့နာသီးပြားရဲ့ထိပြီးတော့အမြဲတမ်းတီးနေတာလားသို့မဟုတ်ထိပြီးတာနဲ့ပျောက်သွားကြတာလားထိပြီးတာနဲ့ပျောက်သွားကြတာဟောဒါမမြဲတဲ့သဘောကိုသိလိုက်တာပဲထိတိစိတ်ကလေးကရောသိပြီးတဲ့အခါမှာမိတော့ကလေးလို့အမြဲတမ်းလင်းနေတာဟုတ်ကဲ့လားဟုတ်ပါဗျာမဟုတ်ဘူးသူကလည်းပျောက်သွားတာပဲ
ပေါ်လာတော့ကလည်းအခိုက်အတန့်လေးပေါ်လာပြီးတော့လည်းပျောက်သွားတာပဲမဟုတ်လားသုံးခုစလုံးဟာပျောက်သွားတဲ့အနေအထားမှာရှိတယ်တဲ့ဟောဒါဝိပဿနာဉာဏ်လေးပေါ်လာတဲ့အကြောင်းပြောတာဒါယထာဘုဒ္ဓဉာဏတဒနာလို့ခေါ်တယ်ဟုတ်ကဲ့လားမှန်ပါဗျာယုံနဲ့နာကိုစာလို့ပြောမယ်ဆိုရင်ဟုတ်လားလေလေးရဲ့လေထိတဲ့ကာယပတ္တာရရဲ့ယုတ်ထိမှန်းသိတဲ့ထိသိစိတ်ကလေးကနာဟောယုံနဲ့နာနှစ်ခု꿰သွားထိမှအတိတရားပေါ်တာဖြစ်တဲ့ထိခြင်းကအကြောင်းတရားသိတာကအကျိုးတရားဟောတာအကြောင်းအကျိုးသိတယ်လို့ခေါ်တယ်ထိခိုက်ကလေးဖြစ်ပြီးတဲ့အခါပျောက်သွားတယ်လို့သိတာထိပြီးတဲ့နောက်မှာချုပ်ပြောက်သွားကြတယ်လေလေးကလည်းချုပ်ပြောက်သွားတယ်ထိတဲ့နေရာလေးကလည်းချုပ်ပြောက်သွားတယ်ထိတဲ့သိတဲ့စိတ်ကလေးကလည်းထိသိစိတ်ကလေးကလည်းချုပ်ပြောက်သွားတယ်အဲ့ဒါလို့သိတာလည်းပဲဒါမမြဲတဲ့သဘောကိုသိတာဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါကိုပြောတာယထာဘုဒ္ဓဉာဏတဒနာဆိုတာသီလနဲ့မပြည့်စုံဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ကိုစူးစီးလို့မရသည့်အတွက်ကြောင့်အဲ့ဒီလိုအတိမျိုးကိုတွေးနိုင်ပါမလားတွေးနိုင်ပါဘူးဗျာမတွေးနိုင်ဘူးတဲ့အဲ့ဒီလိုတွေးလာတာသီလပေါ်မှာအခြေခံလာလို့တမာရီနဲ့စိတ်ကိုစူးစီးပြီးတဲ့အခါမှာယထာဘုဒ္ဓဉာဏတဒနာမှန်မှန်ကန်ကန်သိတာဒီပေါ်လာတာကဲနောက်တစ်ခါလေးလေးနဲ့နာသီးပြားလေးထိပြီးတော့ထိသိစိတ်ကလေးကပေါ်လာတယ်နောက်တစ်ခါထိတယ်ထိသိစိတ်လေးပေါ်လာတယ်နောက်တစ်ခါထိတယ်ထိသိစိတ်လေးပေါ်လာတယ်ဆိုတော့ဖြစ်လိုက်တာလဲသိလိုက်တယ်ပြက်သွားတာလဲသိလိုက်တယ်မသိဘူးလားနှစ်ခုအဲ့ဒါကဥရိယပယညာလို့ခေါ်တာပဲဟောထိတာလဲဖြစ်လာတာလဲသိလိုက်တယ်ပြက်သွားတာလဲသိလိုက်တယ်တရားဆိုတာအဲ့ဒါပြောတာနော်ဒါဖြင့်ဒါတွေသိနေတော့ဘာအကျိုးရှိတာတော့လို့မေးကောင်းမေးလိုက်ငါကတော့မှသိနေရလားလူတွေဟာကိုယ်နှာခေါင်းကလေလေးထွက်နေတယ်လို့သိတာဘယ်နှနာရီသိနိုင်တော့မသိကြဘူးမဟုတ်လားမှန်ပါဗျာတခြားတွေတွေးနေကြတာလေမှန်ပါယထာဘုဒ္ဓဉာဏတဒနာဆိုတာအဲ့ဒါကိုပြောတာစာလို့ပြောမယ်ဆိုရင်ယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒအကြောင်းတရားကိုသိတာကပစ္စယပရိက္ခဖြစ်ပြီးပြတ်သွားတာကိုမြင်လိုက်တာကသမတနာသုံးသပ်နိုင်တာကသမတနာဖြစ်ပျက်ကိုမြင်တာကဥရိယပယလို့ခေါ်တယ်ဒါအစာလို့ပြောလိုက်တာဟုတ်ကဲ့လားအဲ့ဒါကိုပဲပြောတယ်ယထာဘုဒ္ဓဉာဏတဒနာဆိုတာအဖြစ်တိုင်းမြင်တာယထာဘုဒ္ဓဆိုတာအဖြစ်မှန်တိုင်းညာနာသိတယ်ထသနာမြင်တယ်သိတယ်ဆိုတဲ့ညာရဲ့လက္ခဏာကိုပြောတယ်ညာဆိုတာသိတတ်တဲ့လက္ခဏာရှိတယ်မြင်တယ်ဆိုတာညာရဲ့အစွမ်းတတ္တိကိုပြောတယ်ညာဟာမြင်နိုင်တဲ့တတ္တိရှိတယ်ဟောကောင်းပြီအဲ့ဒီယထာဘုဒ္ဓညာနာတသနာဖြစ်လာတော့ဘာအကျိုးရှိလဲလို့ဆိုတော့ခါတော့ကတော့လောကကြီးကပျော်စရာကြီးလို့ထင်ဒီလိုဖြစ်ပြီးပြည့်နေတာတွေကိုမမြင်တော့ပျော်စရာကြီးလို့ပဲထင်တယ်ကိုယ့်ကိုယ်လည်းမသိဘူးလို့ထင်တယ်မအိုဘူးလို့ထင်တယ်မနာဘူးလို့ထင်တယ်လောကကြီးထဲမှာနေရတာအကြာကြီးလို့ထင်တယ်ဟုတ်ကဲ့ဖြစ်တာပြက်တာတွေကိုမြင်လာတဲ့အခါကျတော့အိုးတခဏလေးပါလားငါဘဝဟာတခဏလေးပဲအမြဲတမ်းပြောင်းလဲနေတဲ့အရာတစ်ခုပဲတတစ်ခုကိုမြင်လာအဲ့ဒါလို့မြင်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့လူတွေမှာပြက်ထာတွေကြီးမြင်လာရင်အပြစ်တွေကြီးမြင်လာတယ်အကြောက်စရာလို့မြင်လာတယ်အပြစ်လို့မြင်လာတယ်လွတ်ချင်လာတယ်လွတ်ရလွတ်ကြောင်းကိုရှာကြမ်းလာတယ်ဟောလွတ်ချင်လာတယ်ညီးဝေးလာတယ်ဆိုတာကိုဒိဋ္ဌိတာလို့ပြောတာပဲလွတ်ချင်လာတယ်လေငကိုယ်တော်ကလို့ပြောစရာလို့သိမမြင်တော့ပါရဝဲဆိုတာလောကကြီးကပြောစရာကြီးကိုယ့်ကိုယ်လည်းနှစ်သက်စရာကြီးလို့သိမတွေ့တော့စိတ်ပြည့်စရာကြီးလို့မြင်လာတယ်အဲ့ဒါနေဗိတာမြင်လာတာနဲ့တပြိုင်နက်ဝိရာကအတွေ့အတာတွေကရောကြလာလူတွေမှာတွေ့တာလို့ရှိရင်ဘာဖြစ်လဲဆိုရင်တောကဖြစ်တာတွေ့တာမှုရှိရတောကလာတယ်အတွေ့အတာမရှိရင်တောကမလာဘူးတောကဆိုတာကောင်းသလားမကောင်းဘူးလားဆိုမကောင်းဘူးစိတ်ပူတဲ့အခါ
ပြောကြတယ်တောကများလိုက်တာတောကများလိုက်တာဟုတ်ကဲ့လားတောကဆိုတာပူလောင်တဲ့အရာတစ်ခုစိတ်ထဲမှာပူးနေကြရင်ထဲမှာပူးနေကြမိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်တွေဟုတ်လားအမေကြီးကလည်းသားသမီးအတွက်ပူတယ်သားသမီးကလည်းအမေကြီးအတွက်ပူတယ်ပစ္စည်းဥစ္စာအတွက်ပူတယ်ဟိုအတွက်ပူဒီအတွက်ပူရှားချံပြီးတော့ပူနေတာပူစရာမရှိရင်မနေတတ်တယ်လို့ဖြစ်ဟုတ်ကဲ့လောကကြီးကအေးနဲ့နေတာလားအပူနဲ့နေတာလားလူတွေရဲ့စိတ်တွေကအပူတွေနဲ့နေနေရအဲ့ဒါလို့အပူတွေနဲ့မနေခြင်းလို့ရှိရင်တဘာဝကိုသိအောင်လုပ်တဘာဝကိုသိတာနဲ့တပြိုင်နက်ตายาဆရာဆိုတာရှာမတွေ့ဘူးတွေ့တာဆရာဆိုတာရှာမတွေ့ဘူးဘာဖြစ်လို့လဲထာဝရပြောင်းလဲနေတဲ့တဘာဝကြီးဖြစ်လို့ငါပိုင်တယ်ဆိုတာလည်းမတွေ့ဘူးငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့တော့ဘူးဟုတ်ကဲ့လားလောကမှာငါဟာလို့ပြောစရာတခုမှမရှိဘူးလို့ဆိုတဲ့အခါမှာဘာဖြစ်လာလဲဆိုနေပိတညီငွေတယ်ဝိရာကအတွေ့အတာကြီးကြီးပြတ်သွားတယ်အဲ့ဒါလို့နေပိတညီငွေလာပြီးတဲ့နောက်အတွေ့အတာကြီးကင်းပြတ်သွားတယ်ဆိုတာလောဘတွေကိုဖယ်ရှားပြစ်လိုက်နိုင်တယ်ဒေါသတွေကိုဖယ်ရှားပြစ်လိုက်နိုင်တယ်မောဟတွေကိုဖယ်ရှားပြစ်လိုက်စိတ်ထဲမှာပူလောင်စေတတ်တဲ့ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့ဒီလိုပြောတယ်အဲ့ဒါလေးကိုပြောတော့ဝိရာကပျောက်သွားပြီအပူတွေငြိမ်းသွားပြီလို့ပြောဟုတ်ကဲ့လားအပူတွေငြိမ်းသွားလို့ရှိရင်အဲ့ဒီပူမှုတွေတွေ့တာမှုတွေကလုံးဝလွတ်မသွားပြီဘူးလားအဲ့ဒီလွတ်သွားတာကိုပဲဝိမု ക്ത လွတ်မြောက်ခြင်းလို့ဒီလိုပြောတာဘလောက်ဝမ်းသာစရာကောင်းတဲ့လွတ်မြောက်ခြင်းလဲခန္ဓာကိုယ်ရဲ့စိတ်ထဲကိုနှောင်ဖွဲ့နေတာတွေကဒီပူပန်မှုတွေကကိုယ်နှောင်ဖွဲ့ထားတာကိုယ့်ရဲ့ဘဝကိုကိုယ့်ကိုပြန်ပြီးသုံးသပ်ကြည့်ပူလောင်မှုတွေကနှောင်ဖွဲ့ထားတာကိုယ်စိတ်အဲ့ဒီနှောင်ဖွဲ့ထားတာတွေကလွတ်သွားပြီဆိုရင်ငြိမ်းချမ်းသွားပြီပေါ့အဲ့တော့မြတ်စွာဘုရားကသီလရှိလို့ရှိရင်ကောင်းကျိုးတွေအခုလိုပြီးွားနိုင်ပါလေလို့ဒါပြောတာနော်နောက်ဆုံးအဆင့်ဘာလဲဆိုဝိမု ക്തി ဉာဏဒသနာလွတ်မြောက်ပြီလို့ဆိုတာသူများပြောမှမဟုတ်ကိုယ့်ကိုသိငါမှတောကတွေကလွတ်သွားပြီလောဘတွေကလွတ်သွားပြီဒေါသတွေကလွတ်သွားပြီငါမှအတွေ့အတာဆိုတာမရှိဘူးစိတ်လေးဟာငြိမ်းချမ်းသွားပြီမျက်စိကမြင်လို့လဲတွေ့တာစရာမုန်းတိစရာမရှိဘူးနားကကြားတဲ့အတန်ကိုလည်းတွေ့တာစရာမုန်းတိစရာဆိုတာမရှိဘူးနှာခေါင်းကရတဲ့အနတ်ပေါ်မှာလည်းတွေ့တာမှုမုန်းတိမှုမရှိဘူးတမန်အားဖြင့်ဆိုလို့ရှိရင်လူတွေဟာမြင်တဲ့အာယုံပေါ်မှာလည်းတွေ့တာတို့မုန်းတိတာတို့လားမနေဘူးလားမှန်ပါဗျာအတန်လေးကြားလိုက်ရင်လည်းပဲတွေ့တာရင်တွေ့တာမတွေ့တာရင်မုန်းတိအနတ်လေးရလို့ရှိရင်လည်းပဲတွေ့တာရင်တွေ့တာလည်းမတွေ့တာရင်မုန်းတိဟောဒီလိုလားနေအရသာဆိုလဲကိုကြိုက်တာလေးဆိုရင်တွေ့တာလည်းမကြိုက်တာကြမုန်းတိခန္ဓာကိုယ်ရဲ့အထီးအတွေ့စိတ်ထဲကစိတ်ကူးစိတ်တန်းကောင်းတာလေးလာရင်တွေ့တာလည်းမကောင်းတာဆိုရင်မုန်းတိတယ်ဆိုတာဆန့်ကျင်တာပြောတာနော်ဆန့်ကျင်မှုကထင်ရှားလာလို့ရှိရင်ကြည့်လေမကောင်းတဲ့အနံ့ကြီးလာရင်နှာခေါင်းမပိတ်ကြဘူးကြိုက်လို့ပိတ်တာလားမကြိုက်လို့ပိတ်တာအေးရှာနဲ့မကောင်းတဲ့အရာသာတွေ့ထွေးပြစ်တယ်ကြိုက်လို့လားမကြိုက်လို့လားကြိုက်လို့ပါဗျာဟောအဲ့ဒါမှထင်ရှားတဲ့သဘာဝတရားဒီနှစ်ခုပဲလားနေဟုတ်ကဲ့ခုနကစိတ်ကလေးမှာဒီလိုအနေထားတွေကလွတ်သွားပြီဆိုလို့ရှိရင်ကြိုက်မကြိုက်ဆိုတာမလာတော့ဘူးတဲ့ကြိုက်မကြိုက်မလာတော့ဘူးအလုံးဟာသဘာဝကိုအစစ်မှန်သိပြီးတော့လောဘဆိုတာမဖြစ်တော့ဘူးဒေါသဆိုတာမဖြစ်တော့ဘူးလောဘဒေါသမဖြစ်ရင်သဘာဝတရားကိုအမှန်သိသည့်အတွက်ကြောင့်မောဟဆိုတာမဖြစ်တော့ဘူးမောဟမဖြစ်လို့ရှိရင်စိတ်အလုံးကနေလွတ်မြောက်သွားပြီလို့ဒီလိုပြောတာဟုတ်ကဲ့အဲ့တော့ကောင်းကျိုးပြည့်ဝမြတ်သီလဆိုတာဒီကောင်းကျိုးချမ်းသာတွေအကုန်လုံးပြည့်ဝစေနိုင်တယ်ဟောဒီသီလဒါကြောင့်မို့လို့အရေးကြီးဆုံးဖြစ်တဲ့ကိုကျင့်သီလပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်တဲ့ကိုကျင့်သီလဆိုဒီမှာနှုတ်ကိုစီကံထားခြင်းနဲ့ကိုယ်အမူအရာကိုစီကံထားခြင်းဒီနှစ်ခုကိုပြောတာကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားတွေကိုထိမ့်သိမ်းဆောက်ရှောက်ပေးတဲ့သဘာဝတရားကိုပြောတာလို့
စိတ်ထဲမှာနှလုံးသွင်းထားပြီးတော့ကိုကျင့်သီလပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ရပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတဟုရောင်ပြပါဝင်းဝိလမင်းနေရောင်ချင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဝေတံကျွမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတွေဟူသောရေအိုင်ရေတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတော်ဝန္တာရွှင်မြူဝမုံလူလျက်ကြည်လူဝဲကြုံဖူးပွင့်ညမုံသည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟူသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့တွေကြိုင်နိုင်နေကြပါစေကုန်တည်း